အာနာ3ရက်လုံးသူ့ကိုပေးထားတာကဒါတွေကိုဆောင်ရွက်ဖို့ပေးထားတာနော်တမနာယူဖို့ပေးထားတာမဟုတ်ဘူးဟာနော်ငင်းငင်းပြီးသူကလည်းပေးထားတာမဟုတ်ဘူးငင်းငင်းပြီးသူကသူလည်းဘာမှမဆိုင်ဘူးโอเคအားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel page ကနေအားလုံးကိုပြန်လည်ပြီးမှကြိုဆိုလိုက်ပါတယ်အားလုံးကိုမင်္ဂလာရှိတော်နေတဲ့ခင်လေးပါလို့ရှိဥဆောင်တော့ဆက်လို့ပါတယ်အားလုံးလည်းရှိတဲ့နေရာတီတီမှာဘေကင်းလို့ချုံကျမ်းမှာကြမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ဒီနေ့မှာဆိုတော့ဇူလိုင်လ2ရက်နေ့ဗုဒ္ဓဟူးနေ့မနေ့ပိုင်းအထူးသတင်းကောင်းများနဲ့အထူးသတင်းထူးများကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာဆိုလည်းပဲထုံးစံတိုင်းပဲအထူးသတင်းကောင်းများများဆိုနဲ့အနောက်မှာဆိုလည်းပဲ reaction video ချုပ်ကိုကျွန်တော်ထည့်ပေးထားတာဖြစ်ပါတယ်ကျွန်တော်ဒီနေ့တော့ပထမအဆုံးအနေနဲ့ကတော့ကျွန်တော်မွန်ပြည်နယ်ရီးဘလူးတို့အဖွဲ့ရဲ့နောက်ဆုံးရအထူးသတင်းကောင်းတစ်ခုကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်မွန်ပြည်နယ်ရီးမြို့နယ်အာယူတောင်ရွာရှိအချမ်းပတ်စစ်တပ်၏ခမာယာ343တပ်ဝင်းမှစခန်းကုန်းတစ်ခုကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းရီးဘလူးအဖွဲ့ကပြောဆိုလာတာဖြစ်ပါတယ်ဇူလိုင်လ1ရက်နေ့နာနဲ့9နိုင်ခန့်တွင်ရီးမြို့နယ်အာယူတောင်ရွာရှိအချမ်းပတ်စစ်ရှုံးကောင်စီတပ်၏ခမာယာ343တပ်ဝင်းမှစခန်းကုန်းတစ်ခုကိုရီးဘလူးအဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရတာဖြစ်ပါတယ်ရင်တိုက်ခိုက်မှုဒီ45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးစခန်းကုန်းကိုရီးဘလူးအဖွဲ့ကအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းလည်းသိရှိရတာဖြစ်ပါတယ်။ကအင်မတန်မှသတင်းကောင်းဖြစ်ပါတယ်။မနေ့ကစလည်းပဲမူပြည်နယ်စစ်တပ်၏ခမာယာ343တပ်ဝင်းမှစခန်းကုန်းတစ်ခုကိုရီးဘလူးနယ်အဖွဲ့ကတော့တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့သိရှိရတာဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ကတော့ကျွန်တော်ငတိုင်းချောင်းစစ်ရှုံးကောင်စီရဲ့အမတာ344နဲ့ပတ်သက်ပြီးမှစစ်ခွေးတွေရဲ့အထူးသတင်းကောင်းတစ်ခုကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့ငတိုင်းချောင်းမြောက်ဆန်းအမြောက်တက်အမတာ344မှနေရွေးစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်များအစုလိုက်အပြုံလိုက်ထွက်ပြေးနေကြကြောင်းသိရှိရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လဒုတိယပတ်အတွင်းကတိုက်ပွဲဖြစ်ပွားနေစဉ်အမြောက်တက်မှစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်16ရက်ထွက်ပြေးသွားကြကြောင်းဒေသတွင်းတည်င်းများထံမှသိရှိရတာဖြစ်ပါတယ်။ထွက်ပြေးသူများထံမှ10ဦးမှလွတ်မြောက်တော့ပြီးကျန်သူများမှစစ်ကောင်စီတပ်လက်အောက်ခံရက်ကွပ်အုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကအမတာ344တို့တည်င်းပေးတိုင်ကြားသည့်အတွက်တပီအိုင်ကြီးရွတွေဖမ်းမိသွားကြောင်းလည်းသိရှိရတာဖြစ်ပါတယ်။ကျွန်တော်မနေ့ကဆိုလည်းငတိုင်းချအမြောက်တက်344မှစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်များကတော့ပေါ်တော့ထိခိုက်သည့်ဆုံးမှုများပြားနေ၍အစုလိုက်အပုံလိုက်ခွေးပြေးဝပြေးထွက်ပြေးကြတယ်လို့သိရှိရပြီးအချို့ကတော့လွတ်မြောက်လာပြီးမှအချို့ကိုတော့ဒီကောင်တွေကတော့ပြန်ဖမ်းပြီးမှပေါ်တော့စစ်မှုပြန်ထမ်းခိုင်းတယ်လို့သိရှိရတာဖြစ်ပါတယ်။ဒီကောင်တွေရဲ့ဘဝကလည်းတနာဆရာတွေဖြစ်နေပါပြီ။နောက်ထပ်အနေနဲ့ကတော့ကျွန်တော် NUG ရဲ့နောက်ဆုံးရကြီးညာချက်တစ်ခုကိုကြာသိစပေးရှင်တာဖြစ်ပါတယ်။စစ်ကောင်စီကချင်းပရန်စီစဉ်နေတော့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ကြမယ့်နိုင်ငံရေးပါတီများအားအတွင်ကူးပြောင်းရေးကာလတွင်အရေးယူနိုင်ရန်စောင့်ကြည့်မှတ်တမ်းတင်တော်မူဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံးမှသိရတာဖြစ်ပါတယ်။ထူရွေးကောက်ပွဲတွေပြည်သူဆန္ဒဖြင့်ဆန့်ကျင်နေပြီးတရားမဝင်အတူအယောင်ဖြစ်၍နိုင်ငံရေးပါတီများဝင်ရောက်ရှင်ပြိုင်ပါကဝိုင်းဝန်းပံ့ပိုးကူညီပေးသူအဖြစ်ပြည်သူလူထုကတတ်မှတ်လိမ့်မည်ဖြစ်တယ်လို့ NUG အနေဖြင့်လည်းစောင့်ကြည့်နေကြောင်းသိရှိရတာဖြစ်ပါတယ်ကျွန်တော်တို့အတွင်ကူးပြောင်းရေးကာလတရားမျှတမှုကိုဖော်ဆောင်တဲ့အခါကျရင်ဒီကိစ္စတွေကအစိတ်အပိုင်းတစ်ခုအနေနဲ့ပါဝင်လာမှာပါဟု NUG ဝန်ကြီးချုပ်ရုံးကမနေ့ကပြောကြားလာတာဖြစ်ပါတယ်ကြကျွန်တော်ဒါကတော့မနေ့က NUG ရဲ့ announcement ပဲဖြစ်ပါတယ်စစ်ကောင်စီရွေးကောက်ပွဲကိုဝင်ပြမဲ့ပါတီများအရေးယူနိုင်ရန်စောင့်ကြည့်တော်မူဟု NUG ကတော့ထုတ်ပြန်ချက်ပြောလာတာဖြစ်ပါတယ်ပြည်သူတို့ကရောဒီ NUG ပြောချက်ပေါ်ဘယ်လိုတုံ့ပြန်ချက်ပြုချင်လဲဘယ်လို comment ပေးချင်လဲ comment မှာရေးပေးလိုက်ပါနော်နောက်ထပ်အနေနဲ့ကတော့ကျွန်တော်ဒီနေ့အထူးရှယ်သတင်းကောင်းတစ်ခုကတော့စောချစ်သူနဲ့မဲအောင်လိုင်ကြားမှာနောက်ဆုံးရပေးပခဖြစ်ပြမှုအားလုံးကိုကျွန်တော်သိဆက်ပေးပြီးမှစောချစ်သူကိုအခုချိန်မှာမဲအောင်လိုင်ကတော့ blackmail လိုက်ပြီလို့သိရှိရတာဖြစ်ပါတယ်ကိုရီးယားပြည်နယ်နဲ့ချမ်းဆောက်တဲ့ BGF ကောင်းဆောင်ဘူမူကြီးစောချစ်သူနဲ့၎င်း၏မိသားစုများပိုင်ချစ်လင်းမြိုင်ကုမ္ပဏီကိုစစ်ကောင်စီကအမည်ပြစရင်ကြီးညာထားတာဖြစ်ပါတယ်ရွေးကောက်ခံအယက်သားအစိုးရလက်ထက်ဖြစ်သော2016ခုနှစ်မှ2020ပြည့်နှစ်အထိပုကုံတင်ပုခဲ့ပြီးပုကုံရင်ငွေများပြည်လည်ဝင်ရောက်ရန်ကြံရှိသဖြင့်စုကအမည်ပြစရင်တွင်းဒီကုမ္ပဏီ198ခုတွင် BGF ပိုင်ချစ်လင်းမြိုင်ကုမ္ပဏီကိုပါစစ်ကောင်စီဗဟိုဘဏ်ကထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရတာဖြစ်ပါတယ်။ကဲချောဒီနေ့မှာဆက်လက်ပဲစစ်ရှုံးကောင်စီက BGF ကောင်းဆောင်ဘူမွေးစောချစ်သူပိုင်ကုမ္ပဏီကိုအမည်ပြစရင်တွန်းလိုက်တယ်လို့သိရှိရတာဖြစ်ပါတယ်။ကျွန်တော်ရှင်းလေးနဲ့ပြောရမယ်ဆိုတော့အာနာယုံမဲအောင်လိုင်ကတော့စောချစ်သူကို blackmail လုပ်လိုက်ပြီးမှသူ့ရဲ့ company တွေကိုပါဘောတော့သူကတော့ blackmail လုပ်လိုက်တယ်လို့သိရှိရတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ text တွေမသွင်းလို့ဆိုပြီးမှဘောတော့မဲအောင်လိုင်ကတော့အခုချိန်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ကဆက်လက်ပဲကျွန်တော်မကွေးတိုင်းကန်ကောမြို့နယ်ရဲ့အထူးသတင်းကောင်းတစ်ခုကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်။မကွေးတိုင်းကန်ကောမြို့နယ်မြောက်ခင်ရန်ပြူစောတိရွာကိုလက်လက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်မှုအတွင်းအချမ်းပတ်စစ်ရှုံးကောင်စီတပ်သားအများပြားထိခိုက်တည်ဆုံမှုများပြားကြောင်းအညာ heroes အဖွဲ့ကပြောဆိုလာတာဖြစ်ပါတယ်။ရင်းတိုက်ခိုက်မှုအတွင်းမှာအချမ်းပတ်စစ်သားနဲ့ပြူစောတိ20ဦးခန့်တည်ဆုံခဲ့ပြီးတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းသိရှိရတာဖြစ်ပါတယ်။ကဲအင်မတန်မှသတင်းကောင်းဖြစ်ပါတယ်။မနေ့ကဆလဘဲကန်ကောမြို့နယ်မှာစစ်ကောင်စီတပ်သား20ကောင်ထက်မနည်းလောက်ကတော့မလခီယာဖြစ်သွားခဲ့တယ်လို့သိရှိရတာဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ကတော့ကျွန်တော်မိုဘယ်မြို့နယ်ပတ်သက်ပြီးမှနောက်ဆုံးရအထူးသတင်းထိုးများကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်။စစ်ကောင်စီတပ်ကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်ရှမ်းတောင်ကရီနီနဲ့ဆက်ဖေခုံမြို့နယ်မိုဘယ်မြို့တွင်ကလမ်းမကြီးကိုမတုံးမပြုတ်ကြဖို့ကရီနီတော်လိုင်းတပ်တွေကမနေ့ကဇွန်လ30ရက်နေ့မှာအသိပေးထုတ်ပြန်
ထားတာဖြစ်ပါတယ်။မိုးဘက်မြို့အတွင်းကိုစီရှုံးကောင်စီတပ်ကစစ်ရင်အားအများပြအုံပြုပြီးဝင်ရောက်လာနေတာကြောင့်လူထုတွေအနေနဲ့မိုးဘက်မြို့အတွင်းရှိလမ်းမကြီးကိုအုံမပြုကြဖို့နဲ့မြို့အနီးရှိလူထုတွေစီးတည်ရှိကြဖို့ဂရီနီတောင်လိုင်းတပ်ဖွဲ့တွေကတိုက်တွန်းထားတာဖြစ်ပါတယ်။မိုးဘက်မြို့ကိုပြန်ထိန်းချုပ်ဖို့စီရှုံးကောင်စီတပ်ကထူးစစ်ဆင်တိုက်ခိုက်နေတာကြောင့်မြို့တွင်းမှာနေစင်လူတိုက်ပွဲအခုချိန်ထိဖြစ်ပွားနေပြီးလေကြောင်းနဲ့ပါနေစင်လူတိုက်ခိုက်နေတယ်လို့စီးတည်မြစ်တအုပ်ကလည်းပြောကြားလာတာဖြစ်ပါတယ်။တိုက်ပွဲကဆက်ဖြစ်နေတယ်။နေအိမ်လဲမိရှုတာခံရတာရှိတယ်။နေရောညရောလေနဲ့လည်းကျဲတော့တာဘောလို့စီးတည်မြစ်တအုပ်ကလည်းပြောကြားတော့တာဖြစ်ပါတယ်။ကဲခုချိန်မှာဆိုတော့စီရှုံးကောင်စီကမိုးဘက်မြို့ကိုပြန်ထိန်းချုပ်နိုင်ဖို့ဒီကောင်တွေကတော့ကျူးစားနေပြီးမှအခုချိန်မှာဆိုလည်းပဲတိုက်ပွဲတွေဆက်လက်ပြင်းထန်စွာဖြစ်ပွားနေတယ်လို့သိရှိရတာဖြစ်ပါတယ်။ဒေါ်လာတက်တော့တတမြဘေကင်းပါစီအမြန်ဆုံးဒီစစ်ခွေးတွေကိုချီမုန်းနိုင်ပါစေလို့ပဲကျွန်တော်ဆုမွန်တောင်းပေးပြီးမှပြောလိုတာဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ကတော့ကျွန်တော်နောက်ချုံမြို့နဲ့ပတ်သက်ပြီးမှနောက်ဆုံးရအထူးသတင်းထူးတစ်ခုနဲ့သတင်းကောင်းတစ်ခုကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်။တအောင်တက်မတော် TNL ထိန်းချုပ်ထားတဲ့နောက်ချုံမြို့ကိုပြန်ရဖို့ထူးစစ်ဆင်တိုက်ခိုက်နေတဲ့စစ်ရှုံးကောင်စစ်တပ်ဟာနောက်ချုံမြို့အနီးမြက်ချင်းနုကြီးရွာအထိရောက်လာပြီလို့စုံစမ်းသိရှိရတာဖြစ်ပါတယ်။မြက်ချင်းနုကြီးရွာဟာ TNL ထိန်းချုပ်ထားတဲ့နောက်ချုံမြို့နဲ့၄မိုင်ဝန်းကျင်သာကွာဝေးပြီးမနစ်ဇွန်လ30ရက်နေ့အထိမြက်ချင်းနုနဲ့နောက်အောကြီးရွာမှာစစ်ကောင်စီနဲ့ TNL အကြားတိုက်ပွဲပြင်းထန်နေတယ်လို့သိရှိရတာဖြစ်ပါတယ်။တိုက်ပွဲပြင်းထန်နေတယ်လို့နောက်ချူဒီတက်ခန်တူကပြောကြားလာတာဖြစ်ပါတယ်။စစ်ကောင်စီထောက်ခံတဲ့ Telegram Channel တွေမှာတော့မြစ်ချင်းနူးနဲ့နောင်အောကြီးရွာကိုစစ်ကောင်စီတပ်ကမနေ့ဇွန်လ30ရက်နေ့မှာထိန်းချုပ်နိုင်ပြီလို့ဝါရဖြန့်ရေးသားဖော်ပြနေကြပါတယ်လို့လည်းသိရှိရတာဖြစ်ပါတယ်။အခုချိန်မှာဆိုတော့စစ်ရှုံးကောင်စီတပ်ကနောက်ချူကိုဒီကောင်တွေကရတော့မယ်ဆိုပြီးပြောနေပြီးမှနောက်ချူရဲ့လင်းမိုင်ခါအကောမှာကြီးရွာတွေကိုသူတို့ကတော့ပြန်ရပြီဆိုပြီးမှဒီကောင်တွေကတော့ဝါရဖြန့်နေပြီလို့သိရှိရတာဖြစ်ပါတယ်။တကယ်တမ်းကျတော့နောက်ချူမြို့ရဲ့အနီးကြီးရွာတွေမှာစားနောက်ချူမြို့ကိုထင်းတယ်ကတော့လောလောဆယ်ထိန်းချုပ်နေတာပဲဖြစ်ပါတယ်။စစ်ရှုံးကောင်စီတွေကတော့ဝါရမိုင်းတွေပဲဖျက်နေတာပဲဖြစ်ပါတယ်။ကျွန်တော်ဒါတွေအားလုံးကတော့ဒီနေ့ဇူလိုင်လ2ရက်နေ့အပေါ်တဟူးနေ့မှပိုင်းအထူးသတင်းကောင်းများနဲ့အထူးသတင်းထူးများပဲဖြစ်ပါတယ်။ကျွန်တော်ဒီနေ့တော့ပထမအဆုံးအနေနဲ့ကြည့်ရှုမဲ့ဗီဒီယိုဖိုင်တစ်ခုကတော့ကျွန်တော် MNDAA အနေနဲ့နောက်ထပ်ရှစ်တန်းကိုချီတက်လာမယ့်အနေထားကျွန်တော်တွေ့ရှိရတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မနေ့က MNDAA စစ်တပ်တအုပ်ကတော့ TikTok ပေါ်မှာတက်လာပြီးမှပြောပြပြီးမှသူရဲ့ရုပ်သံဖိုင်ကိုလွှင့်လာတာဖြစ်ပါတယ်။ဒီမှာသူပြောတာလေးကိုနားဆင်လိုက်ပါဦး။အခုကျွန်တော်ရဲ့ friend တွေကိုကျွန်တော်နှုတ်ဆက်ခဲ့တယ်နော်နှုတ်ဆက်ခဲ့တယ်ဆိုတော့ကျွန်တော်အခုရှင်းနေတော့ရမယ်ကျမရေးတာအရင်ကောင်းပြီမယ်ကျွန်တော်အခုဘယ်လိုပြောမလဲဒီချားထဲမှာကြားနေရတယ်လေဒီစပွဲကိစ္စတော့ကျွန်တော်သိစိတ်မချမ်းသာဘူးเนาะစိတ်မချမ်းသာခါကျတော့ကျွန်တော်ရှင်းတန်းထွက်ပါတော့မယ်မနှက်ပြန်မဟုတ်ရင်တစ်ပတ်ခါကျွန်တော်ရှင်းရထွက်တော့မယ်အဲ့တော့ကျွန်တော် friend တွေကျွန်တော်နှုတ်ဆက်ခဲ့တယ်ဒါပေမဲ့နှုတ်ဆက်ခဲ့တယ်ဆိုပေမဲ့လည်းဘယ်လိုလဲဟို internet line ရတယ်ပေါ့နော် internet line ရတယ်ဆိုရင်ကျွန်တော်စိတ်မြင်ပြီးသတင်းတွေကိုကျွန်တော်ရဲ့ friend တွေတီးဖို့အတွက်ကျွန်တော်တိုက်ရိုက်ကျွန်တော်တင်ပို့ပေးပါမယ်နောက်ပြီးတော့ဘယ်လိုပြောမလဲတကယ်တမ်း line မရခဲ့ဘူးဆိုရင်လည်းကျွန်တော်လုံးဝအဆက်တွေပြတ်တပါတော့မယ်line ရခဲ့တဲ့ဆိုရင်ကတော့ကျွန်တော်အစိမ့်မြင်ရဲ့သတင်းကိုဗီဒီယိုတပ်ပုံနဲ့အတူကျွန်တော်တပြင်းညီတဲ့ထုတ်လင်းပေးပါမယ်ဘာလို့ဆိုတော့ကျွန်တော်ဒီမိဘတီလူတွေတပြင်းဟိုစီးသတင်းကိုအတိအကျသိနိုင်အောင်လို့ကျွန်တော်တင်ပို့ပေးပါမယ်နော်Okay ဆောင်းနေအဲ့တော့အခုလောလောဆယ်ကတော့ဒီနေ့တော့မဟုတ်သေးဘူးเนาะမလက်ဖြတ်မဟုတ်ရင်တစ်ပတ်ခါဒီနေ့ရက်တည်းပေါ့เนาะကျွန်တော်ဆွေးပြီးထွက်တော့မယ်ကျွန်တော်ရှေ့တန်းတွားမယ်ဟိုကျမကြီးကောင်းတော့မကောင်းတော့ကျွန်တော်တက်ကြီးမဆိုင်ဘူးဗျတက်ကြီးမဆိုင်ဘူးဆိုတော့ကျတော့နောက်ဒီမှာကဒီတိုင်းပဲနေရတယ်ဆိုတော့လေကျွန်တော်တိတ်စိတ်ဝင်စားဖြစ်နေအဓိကကျွန်တော်ရဲ့ရှိမှန်းချက်ဒီတော်လိုင်းရေးလုပ်ဖို့ဆိုတော့ကျွန်တော်လာလိုက်လေအဲ့တဲ့ခါကျတော့ဘယ်လိုပြောမလဲဒီမှာpatient ဆိုရင်လူနာတွေကြည့်နေတယ်လူနာတွေစေကူတာပေးနေတယ်လောက်ရုံနဲ့ကျွန်တော်မချိနိုင်ဘူးအဲ့တော့ကျွန်တော်ကိုယ်တိုင်ရှင်းနေထွက်ပါတော့မယ်အဲ့တော့ကျွန်တော်ရဲ့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းကိုကျွန်တော်နှုတ်ဆက်ခဲ့တယ်ဟုတ်တယ်ဒါပေမဲ့ internet line နိုင်ရခဲ့တယ်ဆိုရင်လည်းဘယ်လိုပြောမလဲဒီစစ်မြေပြင်ရဲ့သတင်းတွေကိုကျွန်တော်တင်ပို့ပေးပါမယ် Okay ဘာကြောင့်လဲဆိုတော့ဟိုအခု live ပေါ်မှာတွေက call ဟာလာတွေကများနေနော်ဘယ်နေရာမှာဘယ်လိုဖြစ်တယ်ဘယ်နေရာမှာဘယ်လိုဖြစ်တယ်ဒါတွေကအချို့တော့မမှန်ကန်တဲ့သတင်းတွေအများကြီးကျွန်တော်ကြုံတွေ့နေရတယ်အဲ့တော့အခုကျွန်တော်ရှေ့တန်းစစ်မြေပြင်ရောက်တဲ့အချိန်ကျရင် internet line ရတာနဲ့ကျွန်တော်ဒီစီးအခြေအနေတွေကိုတပြင်းညီတယ်ကျွန်တော်မျက်မြင်ကိုတွေ့နေရတဲ့ပုံစံတိုင်းကိုကျွန်တော်တင်ပို့ပေးပါမယ်ဒီမနက်ဖြန်မဟုတ်ရင်တစ်ပတ်ခါကျွန်တော်ရှေ့တန်းစစ်မြေပြင်ကိုကျွန်တော်ထွက်တော့မယ်နော်ကျွန်တော်ခုချိန်မှာဆိုတော့ MNDAA ကတော့ဘုံတော့တိတ်တိတ်လေးနေတယ်လို့ကျွန်တော်အားလုံးထင်ပေမဲ့သူတို့ကတော့ရှီတန်းမှာတိုက်ပွဲတစ်ခုခုဖော်ဆောင်နေတယ်လို့ကျွန်တော်ဒီမှာတွေ့ရှိရတာဖြစ်ပါတယ် MNDAA စစ်တပ်တူကလည်းဘုံတော့သူကတော့မနေ့ပြန်တစ်ပတ်ခါလောက်ဆိုသူတို့နဲ့ join ပြီးမှရှီတန်းခုချီတက်တော့မယ်လို့ကြားသိရတာဖြစ်ပါတယ်ဘေကင်းပါစီအမြန်ဆုံးအောင်နိုင်ပါစေလို့ပဲကျွန်တော်ပြောလိုတာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကဆလည်းပဲကျွန်တော်မနေ့ကသွားတော့မရှိတော့တဲ့စစ်ခွေးတကောင်ကတော့တက်လာပြီးမှဒီကောင်ကတော့သွားတော့မရှိတော့ဘူး TNL ကိုစိန်ခေါ်နေပြီးမှဘုံတော့ဒီကောင်ကတော့နောက်ချွေတော့မသိသေးပဲနဲ့ကြောက်မန်းလာတော့မယ်ခမရတို့ TNL တွေရဲ့အကွက်တွေကိုကျွန်တော်စစ်ကောင်စီကတိနေပြီဆိုပြီးမှဒီကောင်ကတော့ TNL ကိုစိန်ခေါ်နေတာဖြစ်ပါတယ်ဒီမှာသွားတော့မရှိတော့တဲ့ဒီမှာစစ်ခွေးတကောင်ရဲ့ပြောချက်ချက်ကိုကြည့်လိုက်ပါဦး
လိုလဲတောင်းပလောင်တောင်းပလောင်ဖွဲ့ဟုတ်လားစိန်ကြောင်းတွေကနောင်ချိုကင်တော့မယ်နောင်ချိုပြန်ပြီးစေ့လုတ်တော့မယ်နော်ပြန်ပြီးစေ့လုတ်တော့မယ်ဆိုတော့ဒီမှာငတုံးကအ PDL လေးတွေကိုနောင်ချိုမှာထားခဲ့ပြီးနော်တောင်းပလောင် TNL လေးကြောင်းမှုတွေကအခုကြောင်မဲကိုရွှေ့ပြီးကြောင်မဲမှာခံစစ်ပြင်နေတယ်စိတ်ချပါနော်စိတ်ချမင်းတို့ကြံစီကိုတမတော်လည်းတီးပြီးသားပါတီးပြီးသားတမတော်တီးပြီးသားနောင်ချိုပြီးရင်မင်းတို့ကြောင်မဲလာမယ်နော်နောင်ချိုပြီးရင်ကြောင်မဲလာမယ်အခုနောင်ချိုနော်နောင်ချိုတမတော်စစ်ကြောင်းနေမှုပြီးမှုတဲ့အချိန်ကျတော့နောင်ချိုပြန်ပြီးပေးရတော့မယ်ဆိုတာသိတယ်ဒီကောင်ကြီးအထိနာမှန်းလဲသူတို့ကသူတို့အထိနာမှန်းလဲသိတယ်ခါကျတော့အောင်ပလောင်ကတော့လူလေကျသွားပြီနော်နောင်ချိုမှာ PDF အကျန်းဖက်တွေပဲထားခဲ့ပြီးတော့သူတို့ကြောင်မဲကိုပြေးကြပြီကြောင်မဲမှာခံစစ်သွားလို့ကြတယ်ကြားကောင်းပြောတာဗောကြောက်မှန်တော့ပြေးတာဗောသူကနေပြေးတယ်ကြောင်မဲကိုနော်အဲ့လိုတွေးခွဲတာလောင်တော့ပြောတယ်ကြောင်မဲမှာခံစစ်ပြင်တယ်ဗောမပူနဲ့လာမယ်နော်မပူနဲ့နောင်ချိုပြီးရင်ကြောင်မဲပဲနော်လာမယ်ဆက်တိုက်လာမယ်ကြောင်မဲပြီးမိုးကုတ်လာမယ်နော်ဟိုဘက်ကလည်းမိုးမိတ်ကိုပြန်မိုးမိတ်ကိုတွေ့ပြန်ပြီးတမဖို့အတွက်ကိုရွှေဘတို့ကပြင်ဆင်နေပြီနော်အဲ့ဒါဆိုရင်တော့စသိန်းကတို့စဉ်းစားဖို့ကွာတောင်းပလောက်နော် KIA စဉ်းစားကြပြီးဒီရက်တွေအသက်အိုးအိမ်တွေပါပြန်ပြီးဆိုင်မှာဒီကောင်တွေသိတယ်အထိနာမှာသိတယ်သိတော့ဒီကောင်တွေနောင်ချိုကနေပြေးတယ်နောင်ချိုမှာ PDF တွေပဲထားခဲ့တယ်ကြောင်မဲမှာခံစစ်ပြင်တယ်ပေါ့စိတ်ချနော်နောင်ချိုပြီးရင်ကြောင်မဲလာမယ်ယခုချိန်မှာဒီမှာတွားတော်မရှိတော့တဲ့စစ်ခွေးတကောင်ကတော့ပေါ့နော်ထင်းလဲလဲတကူစိန်ခေါ်နေပြီးမှဒီကောင်တွေကတော့နောင်ချူတောင်မသိမ့်သေးပဲနဲ့ပေါ့နော်ကြောက်မဲလာတော့မယ်ဆိုပြီးမှပြောနေတာပဲဖြစ်ပါတယ်ထင်းလဲလဲပဲဖြစ်ဖြစ် PDF ပဲဖြစ်ဖြစ်ပေါ့နော်ဒီတွားတော်မရှိတော့တဲ့စစ်ခွေးကိုတွေးတဲ့ခါမှာပေါ့နော်ကောင်းကောင်းကိုဗီဒီယိုရိုက်ခဲ့ပေးပါလို့ပဲကျွန်တော်မှာလိုတာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကကျွန်တော်ဖင်လန်ကနေဘောမပြောင်ရေးကလည်းဟိုတနေ့ကတက်လာပြီးမှဦးမင်းအောင်လိုင်တော်တာကနိုင်ငံရေးမှာမဟုတ်ဘူးနိုင်ငံရေးလည်းဦးမင်းအောင်လိုင်မလုပ်သင့်ဘူးဦးမင်းအောင်လိုင်တော်တဲ့နေရာကတော့သူမိသားစုတွေငွေရှယ်တဲ့နေရာမှာပဲတော်တယ်ဆိုပြီးမှဒီကောင်ကတော့မင်းအောင်လိုင်ကိုဖဲ့တော်ပြီးမှဆုံးမောစာတွေကျွေးတော့ဖြစ်ပါတယ်ဒီကောင်မင်းအောင်လိုက်ကိုဘာတွေပြောပြီးမှဒီကောင်ဘယ်လိုပောက်ကွေးလဲဆိုဒီမှာကြည့်လိုက်ပါဦးအဲ့တော့ဦးမင်းအောင်လိုက်ဘယ်အရေးကြီးကိုရေးကြည့်မှသူ့ကိုပေးရတဲ့တာဝန်ကတခုနော်သူလုပ်နေတာကတခုသူ့ကိုပေးရတဲ့တာဝန်ကကာကွယ်ဦးစီးချုပ်ကပြတ်သားသည်တမရတဲ့စာမရှိပြတ်သားသည်ဘာကြောင့်တမရကအလုပ်တစ်ခုလုပ်လို့ဆိုလွတ်တော်ထိန်းချောင်းနေသေးတယ်နော်ကာကွယ်ဦးစီးချုပ်ကအလုပ်တစ်ခုလုပ်လို့ရှိရင်ဘယ်သူမှမထိန်းချောင်းဘူးလုပ်ပိုင်ခွင့်ရှိတယ်အဲ့တော့အရေးပေါ်ဥပဒေလို့ခေါ်တယ်အဲ့ဒီအရေးပေါ်ဥပဒေရဲ့တွင်ထဲမှာအရေးပေါ်ကိစ္စမှန်တော့ပြတ်ပြတ်သားသားနေရမယ်ဒီချိန်မှာတော့သူမလုပ်နိုင်တာဘယ်တမရကဒီနိုင်ငံကိုအပိတက်ပြီးအုပ်ချုပ်နိုင်အောင်ပါလဲဟုတ်လားသူတော့မအုပ်ချုပ်နိုင်တာနဲ့ဘယ်တမရမှအုပ်ချုပ်နိုင်စစ်ချက်မင်းအောင်လာရသူသားသမီးတွေကြတော့စီးပွားရေးတွေအကုန်လုံးလုပ်နော်စီးပွားရေးဆိုတော့သူသိတယ်နော်ဘယ်မှမတော်သူနိုင်ငံရေးလောကမှာတော်တာသူပဲရှိတယ်သူမိသားစုကရက်တည်တယ်မတော်တာအဲ့ဒီဝိသောက်ကဖမ်းဝိသောက်ကဖမ်းမှာပေါ့သူသားရဲ့စီးပွားရေးကလုံးဝမလုပ်တာဟုတ်တယ်အဲ့ဒါကလည်းတမျိုးရေကောက်ပွဲပြီးရင်စစ်ပွဲတွေနိုင်လာသုံးသက်ပြီးပါအဲ့တော့လည်းထပ်ပါအောင်လားလေကျွန်တော်မနေ့ကလည်းသုံးသက်ထားပါနော်အဲ့တော့ဘလို့သွားနိုင်မှာတော့ဗျာနော်အာနာ3ရက်လုံးသူ့ကိုပေးထားတာကဒါတွေကိုဆောင်ရွက်ဖို့ပေးထားတာနော်တမနာယူဖို့ပေးထားတာမဟုတ်ဘူးနော်ငင်းဘီသူကလည်းပေးထားတာမဟုတ်ဘူးငင်းဘီသူကသူလည်းဘာမှမဆိုင်ဘူးကျမ်းပြီအာနာ3ရက်ပေးရခြင်းရဲ့ရည်ရွယ်ချက်ကနိုင်ငံမှာအခြေအနေမကောင်းဘူးနိုင်ငံမှာဘယ်လိုမှမဆိုလို့ရှိရင်နိုင်ငံကြီးအန်ရီရောကြာနေပြီအန်ရီရောနှိမ့်ပေးပါဆိုတဲ့ရည်မှန်းချက်နဲ့ပေးထားတာသူ့ကိုတခါတည်းဘယ်လိုကမဲဆက်ကိုနေရာပေးထားတာမဟုတ်ဘူးသူ့ကိုတခါတည်းငင်းလိုပဲဆိုတဲ့ဒီနေရာဘာမှမဆိုတော့ဟို nomination လို့ပေးထားတာမဟုတ်ဘူးဆော်ပြီးပြောင်းရတော့အာနာ3ရက်ရှိတဲ့အချိန်မှာတော့ဘာမှမလုပ်နိုင်တဲ့စစ်တပ်ကအာနာတစ်ခုပဲရှိတဲ့အချိန်မှာလုပ်မယ်ဆိုတဲ့ခါကျတော့သွားပြီဗောဗျစစ်ပွဲတစ်ခုတိုက်မယ်ဆိုပြီးဒီမှာစစ်ပွဲတွေရက်ချက်ချင်းရက်ဆိုတဲ့ပုံစံကပေါ်လာအောင်မယ်နော်လွတ်တော်တွေကနေပြီးတော့ဟာလူခွေးတွေအတွက်မှာတောင်းစားဖြစ်နေပါဆိုလွတ်တော်တွေကတိုက်ပွဲဝင်မယ်ဆိုတာပေါ်လာအောင်မယ်နော်နောက်နိုင်ငံတကာကလည်းပေါ်လာအောင်မယ်ဘလို့မှစီရေးစီရဘလို့မှချက်ကောင်ချက်ဆောင်ရလို့မရတဲ့အခြေအနေဖြစ်သွားပြီဒီတော့ပဲပြီးမှဆိုလို့ရှိရင်တော့သွားပြီခင်ဗျားတို့လူခွေးရကြီးရမှာနဲ့ချိန်ခံဥပဒေကြီးရမှာနိုင်ငံတကာဆက်ဆံရေးကြီးရမှာနဲ့သွားပြီစစ်ပွဲအဖြစ်တော့ဖြည့်ရှင်းလို့မရဘူးခုတပုံတွေရရှိတဲ့နေရာခုရွေးကောက်ပွဲကလည်းအကဲရွေးကောက်ပွဲပြီးတော့လို့ရှိရင်လုံနိုင်ငံတစ်ခုပဲရှိတော့မယ်အခုတပုံတွေတိမ့်ပိုက်ခိုင်းနေရတယ်အတိမတ်ပြုပေးလိုက်ဒါအဲ့တော့ဦးမင်းအောင်လိုက်ခုချိန်မှာဆိုတော့ပြောင်းရေးကတော့မင်းအောင်လည်းကိုတဲ့ဆုံးမပြီးမှဆုံးမစာကျွေးတော့ဖြစ်ပါတယ်မင်းအောင်လည်းတော်တဲ့နေရာကနိုင်ငံရေးမဟုတ်ဘူးမိသားစုတုံငွေရှာတဲ့နေရာမှာပဲတော်တယ်ဆိုပြီးမှရွေးကောက်ပွဲပြီးရင်လည်းပေါ့နော်ဆုံးရှုံးတဲ့နေမြေကိုအတိမတ်တာပြုတ်ပေးလိုက်တော့ဆိုပြီးဒီကောင်ကတော့ပေါ့နော်ရှုံးနေတာကိုဝန်ခံနေတာပဲဖြစ်ပါတယ်ဒီကောင်တွေပောက်ကွက်ခါတော့အင်မတန်မှရစကောင်းပါတယ်နောက်ထပ်အနေနဲ့ကဆိုလည်းပဲတပ်မတော်ကအခုချိန်မှာတပိတ်ချင်းကနေစပြီးမှသိမ်းပိုက်တော့မယ်မိဘမှာကြည့်မယ်ဆိုရင်ပါစားလို့ဖြစ်တော့မယ်တပိတ်ချင်းနောင်ချိုကြောက်မဲတွေလာတော့မယ်ဆိုပြီးမှကြောင်မင်းမရတော့ပေါ့နော်မင်းအောင်လိုက်ကိုဖားနေပြီးမှတပ်မတော်ကအနိုင်ရရှိတော့မယ်ဆိုပဲဒီကောင်ကတော့ဝါရတွေဖြစ်နေပြီဖြစ်ပါတယ်ဒီကောင်ဘယ်လိုကြီးနေထဲနေလဲဆိုဒီမှာကြည့်လိုက်ပါဦးအဲ့တော့ပြောရင်တော့တော်တော်လေးကိုတက်ကဟိုဖြစ်နေပြီတာစီပြန်ရနေပြီတပိတ်ချင်းလဲဒါကြည့်ရတာမကြခင်ပြန်ရတော့တော့ရှိတယ်မရယာလဲတက်ကပြန်ဆုံးဖို့နေပြီတပိတ်ချင်းကလည်းကိုလက်ထရောက်ပြီနောင်ကျော်လည်းကိုလက်ပဲတိတ်မကြခင်မိုးဖို့ပြီးရင်ဟိုဘက်ကကြောက်မဲသိကြတယ်တက်ကတော့ပြောရင်တော့အဲ့ဒီဟာပြက်ကြည့်လိုက်မြေပုံပြက်ကြည့်ပါတော့ပုံစံဖြစ်သွားလိမ့်မယ်တပိတ်ချင်းမရယာပြောနောင်ချိုကြောက်မဲပြီးရင်တော့ဒီဒိတ်မှာမိုးကုတ်
ပတ်ပတ်လေးပြီးမိုးကုတ်ကနောက်ဆုံးလာမယ်ကျကြောက်တူးတော့မကုန်သေးလို့မြန်စောင့်နေတာမသိဘူးဆိုတော့မိုးကုတ်လက်တော့နောက်ပြီးလာမယ်ကြောက်မဲလာမယ်အဲ့တော့တက်ကတဖြည်းဖြည်းချင်းတော့နေမီတို့ပြန်ပြီးရအောင်သိမ့်ပိုက်နေတယ်ဆိုတော့ပြန်တွေ့ရတယ်ဒါကတော့ပြီးတော့အဲ့နေမီတွေအကုန်လုံးကိုပြည်သူလူထုအေးချမ်းသာနေလို့ရအောင်ပြည်သူလူထုတွေပြန်အပ်နိုင်မယ်လို့ကျွန်တော်တို့ကဒါကိုချက်မြင်နားလည်ပါတယ်နော်ဒါလေးကတော့ကျွန်တော်ရဲ့ဒီကျွန်တော်နောက်ဆုံးကလေးတစ်ခုပါအဲ့တော့ ခုချိန်မှာဆိုတော့ကြောင်မင်းမရတော့ဘောတော့မင်းအောင်လိုက်ကိုဖားနေတဲ့အတွက်ကြောင့်တက်မတော်ကတော့ရက်လက်ကောင်းနေပြီဆိုပြီးတော့ဝါရတွေဖြစ်နေတယ်တပိတ်ချင်းပြည်တာနဲ့နောင်ချိုတွေလာပဲကြောင်မဲတွေလာမယ်ပါဆောက်လို့ပြန်ဖြစ်သွားမယ်မိပုံထဲမှာဆိုပြီးမှဒီကောင်ပြောနေပြီဖြစ်ပါတယ်ဒီကောင်ဒီလိုမျိုးပြောတိုင်းပါမဟုတ်တော့ရှုံးနေတယ်ဆိုတာကျွန်တော်အားလုံးသိဖို့ပဲဖြစ်ပါတယ်နောက်ထပ်နေတဲ့ကတော့ကျွန်တော်ခုချိန်မှာစီရှုံးကောင်စီနဲ့ကျွန်တော်တော်လန်တက်ဖွဲ့တွေချက်မှာဘယ်လိုမျိုးပေါ့နော် peace ဖြစ်လာနိုင်မလဲကျွန်တော်တို့ကူဇော်မှုကျော်နိုင်ငံရေးအကဲခတ်သူကဘယ်လိုမျိုးတုံ့ပြန်ပြီးမှ review တွေလုပ်နေပါတယ်လေဒီစီရှုံးကောင်စီနဲ့ကျွန်တော်တော်လန်တက်ဖွဲ့ကြမှာတော့ပြီးတော့မြန်မာနိုင်ငံကို peace အမြင့်ဆုံးဘယ်လိုရောက်လာနိုင်မလဲသူပြောတာကတော့နိုင်ငံရေးဗဟိုမှာစစ်တပ်ရှိနေတဲ့အတွက်ဟုတ်လားတုံ့ပြန်မှုအားလုံးကစစ်တပ်တွေဖြစ်လာတာနောက်တစ်ခုကတမတော်ကြီးကိုထောက်ခံပြီးဝိုင်းလုံနေတဲ့သူတွေသိထင်ကြီးမနေနဲ့ဟုတ်လားခင်ဗျားတို့တမတော်ကြီးကမလုံနိုင်တော့ဘူးဒီစစ်တပ်ဆိုတာလဲဖွတ်ကြပဲဒါရှင်းအောင်ပြောလေဒီစစ်တပ်ကဒါတခါပြန်ဆွေးနေဒီငိမ့်ချမ်းရေးတခါပြန်ခေါ်တခါရွေးကောက်ပွဲကတော့တခါပြန်အာဒီချာအေးသူ့မေရတယ်အဲ့လိုဖြစ်နေတယ်ဟာဘိုးချုပ်မီးမင်းအောင်လိုင်းလာတဲ့ကျန်တဲ့ဆိုပြဿနာဒီပါစုစုံပါဝင်တဲ့လူတွေမှာဥတီချက်ရည်ရွယ်ချက်တွေကတမျိုးစီရှိနေနိုင်တယ်။ဘာလို့ငြင်းညာနေပါပြီ။အဲ့ဒါအစိုးရတရားရှိနေပါပြီဆိုတော့ဖြစ်အောင်တရုတ်ကတင်းတွန်းထိုးလုံးမဲ့သဘောမှရှိတယ်။အခုရှေ့ရောက်နေတဲ့အင်အားစု၃ခုပေါ့တိုင်းသားဆိုဟာတို့ကတော့တိုက်နေတယ်ကွာတို့ကတော့နေမြေတင်းနိုင်တို့ရပြီ။အဲ့ဒီလိုလားမပြေဆုံးဘူး။အဲ့တော့ဥပမာရခိုင်ကအခုအရာတွေတိုင်းဝင်တိုက်တယ်သူ့သဘောနဲ့သူတိုက်တာ။ကျန်တဲ့ဘယ်ပွဲနဲ့ညှိတိုက်တာလဲ။ကျွန်တော်ပြောချင်တာလေ။တိုင်းပြည်တွေကနိုင်ငံရေးသမားတွေကနိုင်ငံရေးကိုလုံမှာပဲကောင်းမှာစစ်တပ်ကထွက်တော့ကျွန်တော်အမြင်ကကျွန်တော်လည်းပြောချင်တာလေအဲ့တော့တွက်ဆိုဘုံတိုင်းနဲ့ပြောအဲ့လိုပြောတာမဟုတ်ပါဘူးအဲ့တော့ဒါကိုတော့အဓိကစစ်တပ်ကသိချစဉ်းစားပြီးပြင်ဖို့လိုတယ်အဲ့တော့ဒီပြည်ရင်းအင်အားစုတွေကတော့ရွေးကောက်ပွဲနည်းလမ်းနဲ့ငြိမ်းချမ်းစွာဖြည့်ရှင်းမယ်ဆိုတဲ့ဟာတော့ကျွန်တော်အသိတော့အပြစ်မတင်လို့ပေါ့လေဒါကသူတို့ကလက်နဲ့မကင်တဲ့အတွက်ကြောင့်သူတို့ကတော့ဒီနည်းလမ်းကိုရွေးရတယ်ပေါ့လေသူတို့ယုံကြည်နဲ့ရွေးတာဖြစ်နိုင်တယ်အခုချိန်မှာဆိုတော့နိုင်ငံရေးကခတ်တဲ့ကူဇော်မှုကြော်ပြောတာကတော့ကျွန်တော်မြန်မာပြည် peace ဖြစ်ဖို့တော့ကတော့ဘောနော်စီရှုံးကောင်စီတွေအမြန်ဆုံးထွက်သွားမှဖြစ်မယ်ပြီးတော့နိုင်ငံရေးသမားတွေကဘောနော်လုံးဝကိုအုပ်ချုပ်ပြီးမှဘောနော်အကြံဉာဏ်တွေပေးတဲ့ခါမှာ peace ဖြစ်လာနိုင်မယ်လို့သူကပြောကြားတော့တာဖြစ်ပါတယ်ပြည်သက်တို့ကရောသူပြောတာကိုသဘောတူပါသလားခေါင်းထဲမှာရေးပေးပါနော်ကဲကျွန်တော်ဒီနေ့ဗီဒီယိုကိုအစားကနေအဆုံးထိကြည့်ရှုပေးတော့ပြည်သက်များလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ပြည်သက်များလုံးရှိတဲ့နေရာတီတီမှာဘေကင်းလို့ချုံကျမ်းမှာချမ်းသာကြပါစေလို့ဆုမတောင်းပေးလက်နဲ့အားလုံးပဲ have a good day ပါ take care ပါနော် see you in the next video